ကျမတို့ဒီနေ့ကဆိုရင်ပေါ့နော်လက်ဗရန် Diamond Star စိုက်ပျိုးရေးစေးဆိုင်ရနေပြီးတော့ကျမတို့ဒီလက်ဗရန်မျိုးပေါ့နော်ဒီညောင်ဝိုင်းအုပ်စုဘက်ကိုကွင်းဆင်းဖြစ်တာပဲဖြစ်တယ်ပေါ့နော်ကွင်းဆင်းဖြစ်ရတဲ့အကြောင်းရင်းကကြတော့ကျမတို့ဆိုင်အနေနဲ့ကတောင်သူကိုစေးပေးလိုက်တာရင်မဟုတ်ဘူးပေါ့နော်သူတို့ဒီဖျားနယ်ရက်ပတ်ပေါ့နော်9ရက်ဆို9ရက်3ရက်ဆို3ရက်ပေါ့နော်အဲ့ပေးလိုက်တဲ့အတော်အတွင်းမှာဒီအခင်းအခြေအနေမှာအဆင်ပြေလားနောက်ထပ်ကကြတော့ဘယ်လိုပုံစံတွေဆက်ဖြစ်နေလဲဆိုတာဟုတ်ပေါ့နော်တောင်သူနဲ့လက်တွေ့ပေါ့နော်ဒီနေ့ကတော့ကွင်းဆင်းဖြစ်တာလေးပဲဖြစ်ပါတယ်အဲ့မှာဆိုရင်ကျမတို့ကွင်းဆင်းဖြစ်တဲ့အနေအထားလေးကိုတခြားတောင်သူလည်းပြန်မျှဝေချင်တာဖြစ်တဲ့အတွက်ဒီဘလော်လေးကိုရိုက်ဖြစ်တာဖြစ်ပါတယ်ရှင်အခုဆိုရင်တော့ကျမတို့ဒီမြင်တွေ့ရတဲ့တောင်သူတွေကဆိုရင်ကျမတို့စလုံးရွာကဥတန်းထူပါမယ်ပေါ့နော်ဒီဥတို့ရှိရဆိုရင်ကိုဟန်ဝင်းအောင်တို့ဒီမှာဆိုရင်ကိုကျော်ကြီးကိုအဖွဲ့ကြီးပါတယ်ပေါ့နော်ဟိုဘက်မှာဆိုရင်လည်းတယောက်ရှိရပေါ့နော်ကိုပင်ကွယ်နေရပေါ့နော်အပင်ကွယ်နေတဲ့အကိုတယောက်ရှိပါတယ်ပေါ့နော်အဲဆိုကျမတို့ဒီပြောချင်တာကတော့ဒီနေ့မှာဆိုရင်ကွင်းဆင်းကြည့်လိုက်တဲ့အခါမျိုးတွေမှာဆိုရင်ကျမတို့တောင်သူတွေဒီနှစ်မျိုးစွာမှာပေါ့နော်ဒါကျမတို့ဒီလက်ဗရန်ဘက်မှာတောင်သူတွေတော်တော်များများအဖြစ်များတယ်ပေါ့နော်ဒီမှာဆိုရင်အဲ့ဒါဘာနဲ့မှားကြလဲဆိုတော့ကျမတို့တွေဒီလိုကွင်းထိုးတဲ့ပြဿနာကိုပေါ့နော်ဒီဟာဆိုကြက်သွတ်မိတ်ပိုးလို့လည်းမှားကြတယ်တချို့ကြလည်းဒီ comment တွေမှာလည်းဝင်မှတ်နာမျိုးတွေ့ရတယ်ပေါ့နော်လှေးကြတာတို့ပေါ့နော်အဆရှိတဲ့ဖြင့်ပေါ့နော်ဒါမျိုးကကြတော့ကျမတို့တွေမဟုတ်ပါဘူးပေါ့နော်ပြောချင်တာဒီလိုဖြစ်တဲ့ဟာကြတော့ကျမတို့တွေများသောအားဖြင့်ကကြတော့ဒီဆေးလောင်တဲ့ပြဿနာမျိုးဖြစ်တာပေါ့နော်ဆေးရစပြီးတော့ဖျန်းလိုက်တဲ့အချိန်မှာဆိုရင်တန်းပြီးလောင်သွားတာမျိုးမဟုတ်ပါဘူးကျမတို့တွေဒီစပြီးတော့ဒီဟာတွေးရတာဆိုရင်နှစ်ပတ်သားဆေးဖျန်းပြီးမှဒီလိုလူကနေပြီးတော့ကွင်းထိုးထားတဲ့ပုံစံမျိုးပေါ့နော်စပြီးထိုးနေရမျိုးဖြစ်တယ်ပေါ့နော်ဒီဟာဆိုရင်ကျမတို့တော်တော်များများကဖြူရာဒန်နေပတ်တဲ့တောင်သူတွေရှိရဲနောက်တစ်ခုကကြတော့ဒီပိုးသက်ဆေးမှုဆေးပေါ့နော်အဲ့လိုပတ်တဲ့တောင်သူတွေရှိရောခါကြတော့မလိုအပ်ဖဲနဲ့ကုန်ကြစိတ်တွေတအားများသွားတယ်ပေါ့ဒါအပိုင်းတစ်ပိုင်းပေါ့လေအဓိကတော့ကျမတို့ဒီနေ့လာကွင်းဆင်းပြီးတော့ကြည့်ရတဲ့အကြောင်းကြီးကကြတော့ကျမတို့တောင်သူတွေဒီအဖွဲ့တွေမှာစုပ်ဖွားဖြန်းထားတဲ့တောင်သူတွေဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင်ဆေးမဖြန်းခင်မှာဆိုရင်ဒီအပေါ်ရက်တွေကစားအဲ့လိုမျိုးကွင်းတွေထိုးပြီးတော့ခါကြတော့အစားကောင်းကောင်းမချက်လုံနိုင်တဲ့အပိုင်းတစ်ပိုင်းတွေ့ရတယ်နောက်တစ်ခုကကြတော့အပင်တွေဆိုရင်လည်းဒီအမြင့်ကိုကြည့်မယ်ဆိုရင်လည်းလုံးဝရဲနေရပေါ့နော်ကွင်းတွေထွေးထားတဲ့ပုံစံမျိုးရဲနေတဲ့ပုံစံမျိုးတွေရှိရဲအမြင့်တွေမစင်းနိုင်တော့ဘူးပေါ့နော်အဲ့မှာဆိုရင်ပလဲတွေအစားရှိတဲ့ဖြင့်ကွင်းမောင်းတွေပတ်တဲ့အချိန်မှာဆိုရင်အပင်ကနေပြီးတော့ကောင်းကောင်းမစားနိုင်တော့ဘဲနဲ့ပြန်ပြီးတော့ထိုင်သွားတဲ့ဟာမျိုးတွေအရွက်တွေနီးချင်းချင်းဖြစ်နေတဲ့ဟာမျိုးတွေတွေ့ရတဲ့အချိန်မှာဆိုရင်ဒီနေ့ပြန်ပြီးတော့ကွင်းတစ်ခေါက်ဆင်းလိုက်တဲ့အခါမှာဘာထူးခြားချက်တွေ့ရလဲဆိုတော့ကျမတို့တွေဒီအရွက်အပေါ်ပိုင်းကွင်းထိုးထားတဲ့အပိုင်းပေါ့နော်ဒီမှာဆိုရင်ကျမတို့တောင်ကွင်းစုလိုပုံစံမျိုးပေါ့နော်ပြန်ပြီးတော့ဒီဟာအစစ်အစစ်လေးတွေနဲ့ဒီအထက်ကနေပြီးတော့အစာခောက်နေတဲ့ဟာကိုပြန်ပြီးတော့ပြန့်သွားတဲ့ဟာပေါ့နော်ဒီအရွက်တွေမှာဆိုအစာချက်လုပ်တဲ့အပိုင်းရှိတာဖြစ်တဲ့အတွက်ဒါဆိုရင်ကောင်းကောင်းအစာချက်လုပ်မှုအပိုင်းကိုသွားစီရဲပေါ့နော်အဲ့ဒီတစ်ချက်တွေ့ရတယ်ဒီကဒါဆိုရင်ဒါတပင်နဲ့ပဲရှိသေးတယ်ပေါ့နော်ကြာပန်းနှုတ်လိုက်တဲ့အပင်ပဲဖြစ်ပါတယ်ကျမတို့ဒီအမြင့်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းဒီဒါဆင်းတဲ့အမြင့်ပေါ့နော်အမြင့်တက်ဆိုရင်လည်းတော်တော်ကိုဆင်းသွားတယ်ရှေ့ရတလခွဲပေါ့နော်ဒီအခင်းဆိုရင်စိုက်တာတလပိုင်း26ရက်နေ့စိုက်တယ်ပေါ့နော်အဲဆို2လသားမရှိသေးဘူးပေါ့နော်အဲဒီအခင်းမှာဆိုရင်ကျမတို့ဒီဒါဆိုရင်တလခွဲသားအရင်ကဆင်းထားတဲ့အမြင့်ကိုအခုနောက်ထပ်ဒီဆေးပြန်းပြီး3ရက်ကျော်ပေါ့နော်4ရက်ဝန်းကျင်မှာဆင်းတဲ့အမြင့်ကရှေ့ရတလခွဲဝန်းကျင်အမြင့်ရဲ့ကိုပို့ပြီးတော့တဝက်ခန့်ပေါ့နော်တော်တော်ရှည်နေရမျိုးတွေ့ရတယ်ဒီဟာလေးကျွန်မပြပေးမယ်နော်ဒီဟာလေးဒီမှာဆိုရင်ဒါအမြင့်တစ်ပေါ့နော်အမြင့်တစ်ဆင်းတဲ့ဟာဒီအမြင့်နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်ကျမတို့လုံးဝကိုအောက်မှာတော်တော်ဆင်းနေရမျိုးတွေ့ရတာမျိုးပေါ့နော်ဒါအမြင့်ရဲ့အားသာချက်ဖြစ်တယ်ပေါ့လေအဲဆိုတော့အမြင့်အားသာချက်ကိုပြောချင်အဖြစ်တစ်ဆက်တည်းမှာပဲဒီအမြင့်အားသာသွားတော့ဘာမှကျမတို့ဒီနောက်ပိုင်းစပားအပင်ရိုင်လဲတဲ့တောင်ပါတစ်ချက်ခံနိုင်သွားတာမျိုးရှိမယ်နောက်တစ်ခုကကြတော့အပေါ်ကကျူးတဲ့အစာချက်လုပ်မှုပိုင်းကိုကောင်းကောင်းလုပ်ပေးနိုင်တယ်ပေါ့လေဒီဟာတွေတွေ့ချင်တာဒါကတော့ဒီစေးဖြန်းပြီးတော့3ရက်မြောက်4ရက်ဝန်းကျင်မှာတွေ့ရတဲ့အခင်းအနေထားပဲဖြစ်ပါတယ်ပေါ့နော်အဓိကပြောချင်တာဒီနေ့မှာကျမတို့ဆေးကြော်ညာချင်တာမဟုတ်ဘူးကျမတို့တောင်သူတွေအနာနဲ့ဆေးမလွဲစေချင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီနေ့ဘလော့လေးကိုရိုက်ဖြစ်တာပဲဖြစ်ပါတယ်ရှင်